အားလုံးမင်္ဂလာပါဗျအခုတရက်6လ2026အတွက်ပါဗျနော်အားနဲ့ break နှလုံးကျွန်တော်ပြပြပါမယ်ဗျနော်အားနဲ့ break နှလုံးအားနဲ့ break နှလုံးဖြစ်ပါတယ်ဗျနော်ဒါကကျွန်တော်ဒါနီးအရာကအားနဲ့ break နှလုံးဖြစ်ပါတယ်ထိုင်းနီးအရာအားနဲ့ break နှလုံးကလည်းတက်ရှိတည်ပါတယ်အဲထိုင်းအားနဲ့ break ကကျွန်တော်နောက်ဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးထားပါမယ်ဗျနော်နောက်ဗီဒီယိုထဲမှာကြားလို့ရှိရင်အစားဆုံးတရားနားထောင်ကြည့်လိုက်ပါဗျနော်နောက်ဘာလို့လဲဆိုတော့ time break ကကျွန်တော်ရှာလို့မရသေးဘူးဗျနော်သူကtime break အားနဲ့ကရှာမတွေ့သေးတော့အတွက်ကြောင့်မို့ကျွန်တော်တင်ပေးလို့မရသေးဘူးဒါကတော့ကျွန်တော်20မပြပေးတာတော့စိတ်မဆိုးပါနဲ့ဗျာเนาะအဓိကကျွန်တော်တို့ဝါသနာရှင်တို့ကလိုချင်တာအားနဲ့ break နှလုံးပဲလိုချင်တာမို့လားဟုတ်လားအဲ့ဒါကြောင့်မို့ကျွန်တော်ရှေ့တဲ့အတွက်မပြချင်တော့ဘူးเนาะဒီနီးတွေကကျွန်တော်ပတိုင်းတင်ပေးနေအောင်ပါဗျာเนาะတင်ပေးနေအောင်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့ကကျွန်တော်တို့ဒီပရိအားနဲ့နေ့ကကျွန်တော်တို့2025တစ်နှစ်လုံးမှနေတဲ့နေ့ဖြစ်တယ်เนาะ2026ထဲမှာဆိုလည်းမပြတ်သေးပါဘူးဗျာเนาะဒါပေမဲ့ကျွန်တော်ဒီမှာ5-6ချိန်လောက်ကိုကျွန်တော်ပြပြလိုက်မယ်เนาะ5-6ချိန်လောက်ကိုကျွန်တော်ပြပြလိုက်ပါမယ်38ခွန်ချိန်ကနေပြီးတော့စပြပြမယ်ပြပါပြီပြပေးပါမယ်ဗျာเนาะ38ခွန်ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်2ခွန်ပရိကအားနေတယ်2ခွန်ပရိအားနေတယ်အဲ့ဒီမှာ38ခွန်လို့ထွက်တယ်38ခွန်ဆိုတော့ဒီမှာကျွန်တော်တို့10ပရိလို့ထွက်တယ်ဗျာเนาะ10ပရိလို့ထွက်ပါတယ်38ခွန်ရအောင်မှာခွန်300လို့ထွက်ပါတယ်ဗျာနော်ခွန်300ဆိုတော့4ပရိတ်လို့ထွက်ပါတယ်အဲခွန်300ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်2ခွန်ပရိတ်အားနေပါတယ်ဗျာနော်2ခွန်ပရိတ်အားနေပါတယ်အဲ့ဒီမှာခွန်300ဆိုတော့4ပရိတ်လို့ထွက်တယ်ခွန်300အောင်မှာ184လို့ထွက်တယ်ဗျာနော်ခွန်300အောင်မှာ184လို့ထွက်ပါတယ်184ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်4ကိုပရိတ်အားနေတယ်ဗျာနော်4ကိုပရိတ်အားနေတယ်184ဆိုတော့ဒီမှာ3ပရိတ်လို့ထွက်တယ်ဗျာနော်3ပရိတ်လို့ထွက်ပါတယ်184အောင်မှာဆိုလို့ရှိရင်495လို့ထွက်ပါတယ်ဗျာနော်495လို့ထွက်ပါတယ်495ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်း4-9 break ကအားနေပါတယ်ဗျာเนาะဒီမှာ4-9 break တွေဒီနားမှာ4ချိန်လောက်ထိအောင်4-9 break တွေအားနေသွားတယ်เนาะ4-9ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်း4-9 break အားနေတယ်ဘာအဲ့မှာဘာ break ထွက်တယ်ဆိုတော့4-9ဆိုတော့10 break လို့ထွက်တယ်ဗျာเนาะ4-9ရအောင်မှာ2-1လို့ထွက်တယ်ဗျာเนาะ2-1ဆိုတော့ခွန် break လို့ထွက်တယ်ဗျာเนาะခွန် break လို့ထွက်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်လည်းဒီမှာ4-9 break အားနေတယ်ဗျာเนาะ300ရာခိုင်နှုန်းပါဗျာနော်အားနေတယ်လို့ကျွန်တော်ပြောတယ်နော်အားနေတယ်လို့ပဲကျွန်တော်သုံးမယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ကိုထိုးပေါ့ဗျာနော်4ခွန်ကိုထားတဲ့ချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့4-9 break အားနေတယ်နော်4-9 break အားနေပါတယ်ပြီးခဲ့တဲ့အချိန်က6-5လို့ထွက်တဲ့ချိန်မှာဆိုလို့ရှိရင်နော်6-1လို့ထွက်တဲ့ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့6-5လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့3-8 break အားနေပါတယ်ဗျာเนาะ3-8 break အားနေပါတယ်6-5လို့ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်3-8 break အားနေပါတယ်6-5လို့ထွက်တဲ့အချိန်မှာဆိုရင်ပြီးခဲ့တဲ့အချိန်ကျွန်တော်ပြောခဲ့တယ်เนาะ3-8 break အားနေပါတယ်လို့ကျွန်တော်ပြောပြပေးခဲ့ပါတယ်ဗျာเนาะကဲအဲ့ဒါလေးဒီမှာဖုန်းထဲမှာကျွန်တော်တို့တစ်ချက်ကြည့်လိုက်ဗျာเนาะဖုန်းထဲမှာတစ်ချက်ကြည့်လိုက်ပါလေးချမ်းဒီမှာเนาะ16-8 လ2000မှာလို့အားနေ break က3-8 break အားနေပါတယ်လို့ပြောခဲ့ပါတယ်เนาะ3-8 break အားနေပါတယ်အဲ့ဒီမှာ3-8 break အားနေပါထွက်သွားလဲဆိုတော့6-5လို့ထွက်တယ်ဗျာเนาะ6-5ဆိုတော့2 break လို့ထွက်သွားပါတယ်ဗျာเนาะနေပရိလို့ထွက်သွားပါတယ်တဲ့အခုအချိန်မှာဆိုလို့ရှိရင်တော့ဘာပရိအားနေလဲဆိုတော့ဗျာ6-5ထွက်တဲ့အချိန်မှာဆိုလို့ရှိရင်เนาะ3-8 ပရိအားနေပါတယ်ဗျာเนาะ3-8 ပရိအားနေပါတယ်တဲ့အိမ်မှာဆိုလို့ရှိရင်4-9 ပရိအားနေပါတယ်ဗျာเนาะ4-9 ပရိအားနေပါတယ်ဒါတော့ဒီအရာကျွန်တော်တို့ပြပေးခြင်းဖြစ်တယ်ဒီကိုပရိတ်ကိုကြိုက်တယ်ဆိုလို့ရှိရင်ဟိုကကိုရှော့ပြီးတော့ကစားပါဗျာเนาะကျွန်တော်ကဘိုင်သေးကြီးရလို့တော့ကျွန်တော်မပြောဘူးတကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်တော့ရှော့ပြီးတော့ကစားပါဒီနေ့ကကျွန်တော်မှန်နေတာ2025တစ်နှစ်လုံးမှန်နေတဲ့နေ့ဖြစ်တယ်2026ထဲမှာဆိုလို့ရှိရင်လည်းပြတ်ပြီးမရှိသေးပါဘူးဗျာเนาะအဲ့တော့အားနေပရိတ်ပေါ့เนาะ
ထိုင်းကကအားနဲ့ပရိတ်ကိုကျွန်တော်နောက်ဗီဒီယိုထဲမှာကျွန်တော်ထည့်ပြောပေးပါဗျာနော်အရင်ဘက်က96ပရိတ်ကထိုင်းကပရိတ်မှာအားနေတယ်ဗျာအဲ့ဒါမှ9316ပရိတ်မှာကျွန်တော်1300ပရိတ်ကိုကြိုက်တယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အဲ့လေးလုံးပရိတ်ကပြတ်သွားတယ်ဗျာနော်ဒါတော့ကန်တရားပဲမတတ်နိုင်ဘူးဗျာနော်အဲ့ဒါကတော့ကန်တရားပဲဖြစ်ပါတယ်96ပရိတ်ကိုကျွန်တော်အားနေမကြိုက်အားနေတယ်လို့ကျွန်တော်ပြောခဲ့တယ်နော်ဒီကတဲ့အချိန်ကအဲ့ဒါကျွန်တော်တို့အကွက်ကအဲ့မှာနီးဒီစနစ်တစ်ခုပြတ်တော့ထိုးကွက်လည်းလွဲသွားပါတယ်ဗျာနော်အားနေ break နော်လောတုတ်တယ်ပေါ့နော်လောတုတ်တယ်တဲ့ဒီအချိန်မှာဆိုလို့ရှိရင်4-9 break အားနေပါတယ်ဒါတော့ကျွန်တော်တို့20ရအားနေတာကိုကျွန်တော်တို့ပြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲကြိုက်တယ်နှစ်သက်တယ်ဆိုလို့ရှိရင်6 break နဲ့4 break 9 break ကိုကြိုက်နေတယ်ဆိုလို့ရှိရင် short ပြီးတော့ထိုးပါဗျာနော်အဲတော့ပြီးခဲ့တဲ့ချိန်ထိအောင်ကျွန်တော်တို့မှန်နေတဲ့နည်းဖြစ်ပါတယ်နော်ပြီးခဲ့တဲ့ချိန်က38 break အားနေတယ်ဗျာနော်ဒီချိန်မှာဆိုလို့ရှိရင်4 break အားနေပါတယ်ဗျာနော်4 break အားနေပါတယ်4 break ကိုကြိုက်တယ်နှစ်သက်တယ်ဆိုလို့ရှိရင် short ပြီးတော့ကစားပါဗျာနော်ဘာဖြစ်လို့လဲဆိုတော့အားနေ break ဖြစ်နေလို့ပါဒါပေမဲ့စက်မှန်တော့ဒါကန်တရားနဲ့ပဲဆိုင်နေဗျာနော်ဒါ20ရတော့သူကပြီးခဲ့တဲ့ချိန်ထိအောင်မှန်နေပါတယ်စက်မှန်ကတော့ကန်တရားနဲ့ပဲဆိုင်ပါတယ်အဲ့တော့ကြိုက်တဲ့နှစ်သက်တယ်ဆိုလို့ရှိရင် short ပြီးတော့ကစားပါအားလုံးပဲကံကောင်းပါစေဗျာဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ဗျာနော်